အိမ်ထောင်းရဲ့ဘ ഹူတုတရာပြောနေတာဆွဆွာလဲလူပဲလीနော်ဘလောက်ထိကိုယောက်ျားကိုချစ်တယ်ပြောဘလောက်ထိယုံကြည်တယ်ပြောသိတယ်မလားသူပဲပြောင်းလဲတော့လားကိုပဲစိတ်ထင်နေရလားတော့မသိဘူးတခါတနေကျရင်ယုံကြည်မှုတွေကင်းမဲ့လာတယ်ခံစားရတယ်နော်တခါတလေကျအဲ့လိုမျိုးဖြစ်လာတဲ့အခါကျရင်စိတ်တက်ကကြလာပြီးမှလေဒီအိမ်ထောင်ဆက်မတီးချင်တော့ဘူးတခါတလေကျအဲ့လိုမျိုးဖြစ်တယ်ဆွဆွာတော့လေဒီလားသူပဲငါ့ကိုဖောက်ပြန်နေရလားဆိုတော့စိတ်နဲ့လေဒီလားနေရအောင်လဲဆွဆွာမိသားလမ်းဝမကြိုက်တာဟုတ်တယ်နည်းနည်းမေးလည်းမကြိုက်ဘူးအဲ့လိုမျိုးဒါပေမဲ့လည်းသူ့ကိုမေးလိုက်လို့သူရှင်းပြလိုက်တော့လဲသူပြောတာလည်းဟုတ်တယ်လို့ဖြစ်သွားပြန်ရောအဝေးမှာနေရာကြာလာတဲ့အခါကျတော့လေဘလောက်ပဲယုံကြည်မှုရှိတယ်ပြောဘလောက်ထိဟွာဖြစ်တယ်ပြောသိလားတန်တရားတော့နည်းနည်းတော့ဝင်လာချင်တယ်ကွာအဲ့လိုမျိုးဖြစ်တယ်ကွာဒါပေမဲ့သိရမလားအိုးသူသွားတာလဲငါတို့မိသားစုပဲလေဆိုတော့ငါတို့မိသားစုအတွက်ပဲဆိုတော့စိတ်တစ်ခုနဲ့ပြန်ငြိမ်သွားပြန်ရောပြန်တိဆောက်လိုက်ပြန်ရောအဲ့ဒီအိမ်နော်တောက်တန်လေးနည်းနည်းပြုတ်ခံနေကြရင်လေဩဘလို့ပဲပြောငါတို့အတွက်ပါဆိုတဲ့စိတ်နဲ့ပြန်တောက်ကိုပြန်ဆောက်လိုက်ပြန်ရောစကားလေးနည်းနည်းရန်ဖြစ်လာလို့သူ့ဖက်ကစကားပြောမူမမှန်တယ်လို့ခံစားလာရရင်ကိုယ့်ဖက်ကနည်းနည်းပြန်ရိုင်သွားပြန်ရောအုတ်တရားနည်းနည်းပြန်မအကွဲလာရောတခါတည်းကျရင်ကိုယ့်အကူပြန်တွေ့ရငါအတွေ့အကြုံဖြစ်မှာပါလေဆိုပြီးမှလေဒီလားအဲ့ဒီအုတ်ကိုပြန်ပြီးမှပြည့်လက်မြင်နဲ့ပြန်ဖာလိုက်ရပြန်ရောကြာလာတဲ့အခါကျတော့လေဖာလိုက်ပျက်စီးတယ်လို့ပြန်ခောက်တောက်ကပြန်တစ်ခေါက်ကျိုးတယ်လို့ဖြစ်လိုက်ဖာလိုက်နော်နောက်ပြီးပြန်ရိုက်ထူးထည့်လိုက်နဲ့ငါတို့အိမ်ထောင်ရေးတယ်နော်အိမ်တစ်ခုတီဆောက်တာခက်တယ်မခက်ဘူးတော့မသိအိမ်ထောင်ရေးတီဆောက်တာတော့တော်တော်ခက်တာတော့သိတယ်တခါတလေကျန်ဆွဆွာလဲလေဒီလားကိုလှုပ်ချင်တယ်လို့စိတ်ပေါက်လက်ပေါက်တာလှုပ်လိုက်ချင်တော့တယ်ဒီလားဒါပေမဲ့လည်းငါအတွင်းမနေလောက်တာပါလေဆိုတဲ့စိတ်နဲ့ပြန်တစ်ခေါက်အကွဲကြောင်းလေးထင်လိုက်ပြန်တစ်ခေါက်ပြန်ပြေးဖာလိုက်ပြန်ရောအဝေးမှာနေရတဲ့ဒုက္ခလည်းတကယ်ပြောမသိဘူးအားကြောင့်လေတခါတလေဆိုင်ဆွဆွာမှလည်းတောကားနေနေဟုတ်တယ်သူများအနီးမှာနေရလို့တောကားရောက်တာဆွဆွာအဝေးမှာမို့လို့တောကားရောက်တယ်အိမ်ထောင်တစ်ခုကလည်းယုံကြည်မှုမရှိတော့ဘူးဆိုရင်ပြိုဖို့ကများတယ်လေနော်ဒါကြောင့်ဒီယုံကြည်မှုမပြည့်စည်အောင်ကိုယ့်ဘက်ကတော့အသက်အနိုင်ဆုံးထိန်းထားတယ်ကွာဒါပေမဲ့သိရမလားမိန်းကလေးမှာတတိယမျက်လုံးဆိုတော့ရှိရနော်တခါတလေကျအလိုလိုခံစားနေရတာဘာလို့ခံစားရမှန်းလည်းမသိလက်စုပ်လက်ကံပြဖို့ကလည်းကို့မှာမရှိကိုကတော့ရှင်းရှင်းလေးပဲမင်းကြီးလည်းဖြစ်မခံနိုင်မင်းငယ်လည်းဖြစ်မခံနိုင်ငါ့ကိုမင်းကြီးညမှာနော်ထားမယ်ဆိုတော့နေတာမင်းကြီးအရင်ရမင်းနေတာမင်းကြီးအရင်ဖြစ်သွားမယ်လင်းကြီးအရင်ဖြစ်သွားမယ်ငါတော့ငါလေးကိုပြောနေကြဒါပေမဲ့ကိုကပူလောင်နေရနော်